ရဲယူသည်ရဲ့ကျမ်းမာရေးအစွမ်းရဲယူသည်ရဲ့ဂုဏ်သက်သည့်အစွမ်းကပူ၏ဆက်၏ခါ၏သွေးသေးကြီးလှုပ်ရှားခြင်းစသည်တို့ကိုပျောက်ကင်းစေ၏အစာမကြေဝမ်းဖောဝမ်းရောင်ကိုပျောက်ကင်းစေ၏အဖျားကိုပယ်တတ်တတ်၏အမျိုးသမီးတွေအတွက်မိရက်သွေးကိုမှန်စေ၏အမြစ်ကိုဝမ်းနှုတ်ရာတွင်သွေး၍တောက်သုံးပေးသည်ပိန်နေသူတို့ဝဖြိုးလာစေရန်နှင့်အဖျားတာရှည်သူတို့အားအဖျားပြက်စေသည်အရသာ၌ပူ၍ခါဆက်သဖြင့်အေးကြောင့်ဖြစ်သောအနာရောဂါဟုသမျှတို့ကိုပျောက်ကင်းစေသည်သွေးခဲခြင်းအကြောထုံးခြင်းလေပိတ်ခြင်းအစာမကြေခြင်းတို့ကိုနိုင်နှင်းစေသည်အမြစ်ကိုသွေးရည်လိမ့်မာကအညောင်းညာကြိုက်ခဲတို့ကိုကောင်းမွန်စေပါသည်အရွက်သည်ခါ၍အနှဲငယ်ပူပါသည်ဒါကြောင့်လေကိုရှင်စေပြီးသွေးကိုကြွတက်စေသည်ဝမ်းကိုမှန်စေတတ်သည်တွားနာသူတွေဖို့ရဲယူသည့်အစိမ်းနုနုကိုစားနှင့်ရောကြည့်၍တွားအခြေတွင်တိတ်ပေးခြင်းဖြင့်တွားနာမှုတဖုံးရောင်ခြင်းတို့ကိုတတပျောက်ကင်းစေပါသည်အနာပေါက်ခြင်းအတွက်ရဲယူရွက်အုံပေးခြင်းဖြင့်အနာပိန်စေသည်အနစိမ်းအနာပေါက်တို့မှသွေးယူစီးမှုရှိလျင်ရဲယူသည့်ကြောင့်အမှုန်ဖြင့်တိတ်ပေးပါကပျောက်ကင်းစေသည်ရဲယူသည့်အမှဲ့အားထညက်ဖြင့်ခောက်၍စားပေးသောဝမ်းဖောဝမ်းရောင်ဝမ်းပြက်ခြင်းဝမ်းကိုက်ခြင်းတို့ကိုတတ်တာစေပါသည်အမျိုးသမီးတွေအဖို့ယာဒီသွေးမလာမီကြိုတင်စားသုံးပေးခြင်းဖြင့်မိရက်ကြောင့်နာကျင်ကြိုက်ခဲခြင်းများမဖြစ်ပါဘူးအမျိုးသမီးများစံသားမြင်ကျန်းမာရေးအတွက်စပင်ပြက်ကြခြင်းပေါက်ထခြင်းတို့ဖြစ်ပေါ်ပါကရဲယူသည့်မှဲ့အနှစ်ရည်ကိုစံသားအရင်ဥရည်ကိုခိတ္တလိန်ထားပေးပြီးခေါင်းလျှော်ပေးခြင်းဖြင့်စံသားကျန်းမာရေးကိုကောင်းမွန်စေပါတယ်ရဲယူသည့်စိမ့်နှင့်အရွက်ပြုတ်ရည်ကိုတောက်ပေးခြင်းပြုသောအမျိုးသမီးများနှုတ်ချောင်းပိတ်ခြင်းနှုတ်ရည်ခမ်းခြင်းတကြီးကိုက်ခြင်းဝမ်းရည်နာခြင်းစသည်တို့ကိုပျောက်ကင်းစေပါတယ်ရဲယူသည့်စိမ့်နုနုကိုအတုအမြုပ်ဖြစ်စားသုံးပေးခြင်းဖြင့်ပင်လယ်ဦးနာယောဂါတို့ကိုပျောက်စေနိုင်ပါတယ်တနလွန်ရွက်အနှဲငယ်နဲ့ရဲယူသည့်စိမ့်ကိုပါပါလီးပြီးဟင်းရည်အဖြစ်ကြိုချက်တောက်သုံးပါကမိန်းကလေးများမိရက်သွေးသွန်ခြင်းကိုဟန်တာပေးနိုင်ပါတယ်အဆုတ်နာယောဂါဆွဲကက်သူတို့သည်လည်းရဲယူသည့်မှဲ့အနှစ်အားဖြော်ရည်အဖြစ်တောက်ပေးသောပိုးတည်၍ယောဂါပျောက်စေပါတယ်ရဲယူသည့်ကိုစားသုံးရာတွင်အစာမစားမီနာရီဝက်ကြိုတင်ပြီးတောက်သုံးရန်လိုအပ်ပါတယ်အစာစားပြီးပါကအစာအိမ်အတွင်းရှိအစာခြေစနစ်ကိုပျက်စီးစေသောကြောင့်ဖြစ်ပါတယ်ရဲယူသည့်နဲ့ရဲယူသည့်ဆေးဝါးတို့ကိုကော်ဖီလက်ဖက်ရည်နွားနို့အရက်စသည်တို့နဲ့တွဲဖက်တောက်သုံးခြင်းမပြုသင့်ပါဘူးရဲယူသည့်ကိုနာတာရှည်ကြောက်ကပ်မကောင်းသူတွေမတောက်သုံးသင့်ပါဘူးရဲယူသည့်ကိုစားသုံးပေးခြင်းအပြင်ယောဂအမဲပေါင်းများစွာကိုပျောက်ကင်းစေနိုင်ကြောင်းတွေ့ရှိရပါတယ်အဓိကပျောက်ကင်းတဲ့ယောဂတွေကတော့လေဖြတ်ခြင်းသွေးတိုးယောဂနှလုံးယောဂနဲ့သွေးကြောခြင်းယောဂစီဂျိုသွေးကြိုယောဂကိုယ်ခံစွမ်းအားကျယောဂလိန်စိတ်ရောပါခြင်းယောဂအဝလွန်ယောဂနဲ့အစာအိမ်ယောဂအစာမကြေယောဂများအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများစိတ်သက်ကြခြင်းနဲ့မူးယစ်ဆေးဝါးဆွဲယောဂအရွယ်မတိုင်မီအိုမင်းခြင်းဓာတ်မတည့်ခြင်းအမျိုးသမီးယာဒီသွေးဆိုင်ရာယောဂများကြောက်ကက်ယောဂနဲ့ကူးစက်ယောဂများသွေးဖိအားပုံမှန်ဖြစ်စေခြင်းဂျာစီးကျိတ်ရောင်ယောဂအသေးရောင်တဝါယောဂဝမ်းလျှောယောဂပွေညင်ဓာတ်ပေါက်စတဲ့အရေးပြားယောဂမူးဝေခြင်းနဲ့တန်ထိုးခြင်းယောဂများစတာတွေအပြင်စီးနီးပေါင်း100ကျော်အထိရဲယိုသည်မှအစွမ်းထက်ပါသည်